နော်2D ချစ်ပိတ်သက်များအားလုံးမင်္ဂလာပါလို့2D ကိုပေါက် channel လေးကနေနှုတ်ခွန်းဆက်တိုင်းနဲ့ပိတ်သက်များကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုဒီဗီဒီယိုလေးကနေပြီးတော့ပြောပြချင်တာကတော့ဒီတစ်ပတ်24ရက်8လ2026မှာ28ရက်8လ2026ဒီဗုဒ္ဓဟူးမကျော်အာမခံပတ်တီးနဲ့မိတ်တကွက်ကောင်လေးလုံးခွေများကိုချပြပြီးတော့မှာဖြစ်ပါတယ်လူကြီးမင်းတို့အကြိုက်တူယူထိုးလို့ရပါတယ်ခင်ဗျာဒါလေးမပြောပြခင်ကျွန်တော်ရဲ့ 2D ကိုပေါက် channel လေးကို subscribe မရသေးတဲ့လူများ subscribe လေးနှိပ်ပြီးတော့နှိပ်ပြီးသားလူများလည်း like လက်မလေးတွေနဲ့ 2D 3D နဲ့သက်ဆိုင်တဲ့နေရာလေးတွေမှာ share ပေးကြပါလို့အရင်ဦးဆုံးမေတ္တာရက်ခံချင်ပါတယ်ကျွန်တော်ရဲ့အဖွဲ့ဝင်များကိုလည်းနေ့တိုင်းပတ်တီးတဲ့ main ကွက်များကိုနေ့စဉ်ပို့ပေးသွားမှာပါအဖွဲ့ဝင်အသက်ဝင်ခြင်းများအဖွဲ့ဝင်အသက်ဝင်ခြင်းတဲ့သူများအနေနဲ့လည်းဝင်လို့ရပါတယ်ဟိုအဖွဲ့ဝင်ကန်ဆက်ကြီးအနေလေးနဲ့ကတော့တပတ်စာကို1000ကျပ်ဖြစ်ပါတယ်ခင်ဗျာအားလုံးလည်းကြိုဆိုပါတယ်အဖွဲ့ဝင်ခြင်းလို့ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုပဲကြည့်ပြီးတော့ထိုးမယ်ဆိုရင်လည်းထိုးပါရပါတယ်ခင်ဗျာအကြိုက်တူယူထိုးလို့ရပါတယ်အခုဒီတစ်ပတ်အတွက်လုံးပိုင်ပတ်တီးလေးကိုအရင်ဆုံးပြောပြပေးခြင်းပါတယ်ကျွန်တော်ရဲ့ဒီတစ်ပတ်မြူးကနန်းလည်းဖြစ်သွားနိုင်ပါတယ်ဗောနော်လုံးပိုင်ပတ်တီးလေးကတော့တိကျလိုက်မှတ်ထားပါခင်ဗျာလုံးပိုင်ပတ်တီးလေးကတော့3ညဖြစ်ပါတယ်ဘော်တော်ဦးမကျော်လုံးပိုင်ပတ်တီးလေးကတော့3ညဖြစ်ပါတယ်ဇာတိုးပတ်ချင်တဲ့သူများလည်းပတ်လို့ရပါတယ်ခင်ဗျာအဲ့ကနန်း3ညမြူးကနန်းလည်းဖြစ်သွားနိုင်ပါတယ်ဒီပတ်အတွက်နော်နောက်ပြီးတော့ကျွန်တော်လေးလုံးအခွေလေးကိုပြောပြပါမယ်လေးလုံးအခွေလေးကတော့2580ဆိုတဲ့ခဏန်းလေးဖြစ်ပါတယ်အဲ့ဒီ2580ဆိုတဲ့ခဏန်းလေးကတော့လေးလုံးအခွေရမှာပါအပူးကြိုက်တဲ့သူများလည်းအပူးထည့်ထိုးကြပါလို့ပြောချင်ပါတယ်2580ကိုအပူးပါအပူးကြိုက်တဲ့သူများလည်းအပူးထည့်ထိုးပါဗျာမကြိုက်တဲ့သူများလည်း2580ပဲခွေထိုးဖို့နောက်ပြီးတော့ main ကွက်ကိုလည်းကျွန်တော်ပြောပြချင်ပါတယ် main ကွက်ကျွန်တော်အကြိုက်ဆုံးဒီဘက်အတွက် main တစ်ခွက်ကောင်းကတော့50ဆိုတဲ့ကဏ္ဍလေးဖြစ်ပါတယ်50ဆိုတဲ့ကဏ္ဍလေးဖြစ်ပါတယ်ခင်ဗျာထပ်ပြောပြပါမယ်ဒီဘက်အတွက် main ကွက်ကတော့50ဆိုတဲ့ကဏ္ဍလေးဖြစ်ပါတယ်နောက်ဟိုအဲ့ဒါလေးကိုခြံပြီးတော့ထိုးခြင်းနဲ့ဆိုရင်တော့3ညဆိုတဲ့ကဏ္ဍလေးကိုလည်းထိုးလို့ရပါတယ်ခင်ဗျာနောက်တစ်ခေါက်ထပ်ပြောပြပါမယ်နော်ချမိတ်ဆွေများတေချာလေးလိုက်မှတ်ကြပါလုံးပိုင်ပတ်တီးလေးကတော့ဒီဘက်အတွက်3ညဖြစ်ပါတယ်ခင်ဗျာမြူးကနန်းလည်းဖြစ်သွားနိုင်ပါတယ်လုံးပိုင်ပတ်တီးလေးကတော့3ညပါခင်ဗျာလေးလုံးအခွေလေးကတော့2580ဆိုတဲ့ကနန်းလေးဖြစ်ပါတယ်လေးလုံးအခွေလေးကတော့2580ဆိုတဲ့ကနန်းလေးဖြစ်ပါတယ်အပူကြိုက်တဲ့သူများအပူထည့်ထိုးလို့ရပါတယ်မိန်တစ်ခွက်ကောင်းလေးလည်းတေချာလိုက်မှတ်ကြပါမိန်တစ်ခွက်ကောင်းအနေနဲ့ကတော့50ဆိုတဲ့ကနန်းလေးဖြစ်ပါတယ်3ညလေးရတော့ရမ်းရပါမယ်လေးတိုက်အဖွဲ့ဝင်ခြင်းနဲ့အကူများမိသားစုများကိုလည်းကြိုဆိုပါရခင်ဗျာအဖွဲ့ဝင်ခြင်းသူများအနေနဲ့ဖုန်းနံပါတ်68223188 665318899ဆက်သွယ်လို့ရပါတယ်ခင်ဗျာပြထပ်ပြောပြပါမယ်လေးတိုက်အဖွဲ့ဝင်ခြင်းသူများအကန့်ဆက်ကြီးနေ1000ပါတစ်ပတ်စာ1000ဖြစ်ပါတယ်အဲ့တော့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးတွေကတော့68223188 665318899 68223188 665318899ကိုလည်းဆက်သွယ်လို့ရပါတယ်အားလုံးပဲကျွန်တော်ရဲ့ချစ်မိတ်ဆွေများစီးပွားလက်လာများတိုးတက်လို့စီးပွားများဒီရေးလာတိုးတက်ကြအသက်ရှူတန်းကိုဝင်နိုင်ကြပါစေစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့လည်းပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းရင်းနဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုဒီမှာလည်းအဆုံးသတ်လိုက်ပါတယ်